ဒါဟာဘက်ရဲ့တမိုင်းတစ်လျှောက်မှာအကြီးကျယ်ဆုံးမဖြေရှင်းနိုင်သေးတဲ့လှုပ်ဝက်ချက်ဖြစ်ပါတယ်1980ခုနှစ်နိုဝင်ဘာလ24ရက်နေ့မှာဒင်ကူပါဟာလေယာဉ်ရဲ့နောက်ဘက်မှာစီးနင်းလိုက်ပါလာခဲ့ပါတယ်သူဟာလေယာဉ်မဲ့တအူးကိုခေါ်ပြီးဘုံပါဝင်တဲ့လက်ဆွဲအိတ်ကိုပြသခဲ့ပါတယ်သူ့ရဲ့တောင်းဆိုချက်တွေကအရန်ရိုးရှင်းပါတယ်သူဟာဒေါ်လာ2သိန်းနဲ့လေထီ4ခုကိုလိုချင်ခဲ့ပါတယ်စီယက်တဲမြို့မှာဆင်းသက်ပြီးနောက်ခိုပရာဟာခရီးသည်36ဦးကိုအာဏာပိုင်တွေနဲ့ငွေကြေးနဲ့လေထီတွေနဲ့လဲလှယ်ခဲ့ပါတယ်ထို့နောက်သူဟာလေယာဉ်မှုတွေကို Rhino Nevada ကိုပြန်တမ်းဖို့အမိန့်ပေးခဲ့ပါတယ်ဒီပြန်တမ်းမှုအတွင်းမှာခိုပရာဟာလေယာဉ်မှုတန်းတွေကိုလေယာဉ်မှုတန်းတွေကိုဝင်ခိုင်းပြီးနောက်သူဟာလေယာဉ်မှုတန်းတစ်ပါးကိုအပြင်ကနေတောက်ခတ်ခဲ့ပါတယ်ရင်းနောက်မှာဆင်းသက်ပြီးတဲ့နောက်မှာခိုပရာနဲ့ဘုံကိုဘယ်နေရာမှရှာမတွေ့တော့ပဲလေကားထစ်ကအပြင်ကိုထွက်နေခဲ့ပါတယ်ဘာလို့လဲဆိုတော့စီယက်တဲနဲ့ဝင်းနာကြားတနေရာမှာဒင်ခုပဟာဒေါ်လာ2သိန်းနဲ့လေထီကိုယူဆောင်ပြီးညအမောင်နဲ့လေရင်ပေါ်ကနေခုန်ချခဲ့လို့ပဲဖြစ်ပါတယ်။နှစ်တွေတစ်လျှောက်မှာဒင်ခုပကိုရှာဖွေဖို့နဲ့သူပဲနေရာကိုဆင်းသက်ခဲ့လဲဆိုတာကိုသိရှိဖို့ဥပဒေသနာတွေအများပြပြုလုပ်ခဲ့ကြပြီးနဲ့ဒင်ခုပရဲ့အမှုကတော့ဒီနေ့ထိမဖြေရှင်းနိုင်သေးပါဘူး။